ဘာဖြစ်လဲဆိုလို့ရှိရင်ဒီမြေစီအမျိုးအစားကမိဘနှစ်ပါးကိုရေချိုးပေးရင်ကုသိုလ်ရတယ်လို့လူတိုင်းသိတယ်ဘုရားဘာသာတိုင်းသိတယ်အဲ့တော့ရေမြင်းမချိုးနိုင်လို့ကျွန်တော်တို့ကသူရေချိုးခြင်းနဲ့စိတ်ကလေးကိုအာဟာရကိုကျွန်တော်တို့ဖြည့်ဆွမ်းတာလေအဲ့တော့သူ့ကိုရေချိုးပေးလို့လည်းကုသိုလ်ရတယ်သူကိုယ်တိုင်ကလည်းပဲရေချိုးခြင်းနဲ့စိတ်ကလေးအာဟာရပြည့်သွားတဲ့အတွက်သူ့အတွက်တော်တော်ကိုလန်းဆန်းသွားတယ်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ကဉာဏ်ရည်ပြည့်တဲ့ဤစနစ်နဲ့စားကောင်းတဲ့ပိန်းနေပဲမာလာကပဲသရက်ပဲဩဇာပဲမပြောပင်ရိတ်မှာရေချိုးပေးလိုက်ရင်၃မျိုးလောက်ပြီးတယ်အကောကရေချိုးပေးလို့ကုသိုလ်ရနေတယ်ရေချိုးခံရသူမှလည်းပဲလန်းဆန်းတဲ့အပြင်အာဟာရပြည့်သွားတယ်ပိန်းနေပဲမာလာကပဲသရက်ပဲမပြောပင်လေရေလောင်းစရာမလိုတော့အဲ့တော့စပားတွေမှာအောက်ခံထားတဲ့အတွက်စပားကိုလည်းအထွက်တိုးသွားနေတယ်ကုန်ကြမှုသက်သာသွားတယ်ဘဲချိန်ကြတော့ခပ်ပါပါပဲနှုတ်ပေးခိုးပဲသီးနှံတွေဒီအောင်အကျွမ်းဝင်တယ်အဲ့တော့ဝင်ပေမဲ့လည်းကျွန်တော်တို့ကဓာတုတောင်မှပဲသုံးနေသေးတာအရန်ပြန်ပြီးတော့ကောင်းဖို့ရန်အတွက်ကိုစိတ်တော့ရှည်ပေးပါဟုတ်စိတ်ကြီးလို့မြေပြတ်သွားတယ်လက်ခံတာမသိဟုတ်တယ်မြန်ကိုကောင်းမှကောင်းဖို့မြန်ကိုရှင်းမှနော်ကြောတက်တော်မှာတော့စိတ်လည်းကြီးတယ်ဒေါသလည်းကြီးတယ်လောဘလည်းကြီးတယ်နှစ်ခုကြောင့်မြေပြတ်သွားတာအဲ့တော့တနစ်ကနေ2နှစ်မြောက်မှာပို့သိတာမှာ3နှစ်မြောက်မှာလက်ခမောင်းခတ်လာတဲ့အတွက်ကြံတဲ့တောင်ပေါ်တွေကိုမစည်းရုံးပါဘူး။ဘာကြောင့်လဲမိဟောင်းတွေက3ရင်ကောင်းမှန်းသိလာတဲ့အတွက်ထုတ်မနိုင်တာဖြစ်တဲ့အတွက်ဦးညွန့်စော်ပစ္စည်းအရန်ကောင်းပါတယ်ဆိုပြီးတော့တနေ့တည်းကကားကြီးနဲ့လေလာရတဲ့ကွာကူးပြောပေးမယ်ဆိုတဲ့စိတ်ကိုဖျောက်ပြလိုက်ပါ။ဘာကြောင့်လဲထုတ်ကုမ္ပဏီကမိသားစုကုမ္ပဏီမှန်ကန်တယ်ပရဟိတနဲ့တွဲထားတယ်တွဲကြည့်ပြအခု3000ခွဲဂျမန်နိုင်ငံမှာလောက်တာ9နှစ်ရှိတန်စာကလည်းကျွန်တော်ကအနန္တတွေရှိလို့မို့လို့မကြက်သေးခင်မှာပြေးရွာနဲ့မြို့နဲ့ဝေးတဲ့နေရာမှာထုတ်လုပ်တဲ့အတွက်ပြည်လမ်းမှာရောက်အောင်ပို့ရတဲ့ဈေးအိတ်ခွန်တစ်လုံးကို9000နဲ့900ဈေးရှိတယ်ထဲကနဲ့ဒီဟာပဲတွက်ကြံတဲ့ဒီအမိုင်နိုဒရက်ဆင်တွေလက်တစ်အက်ဆစ်တွေ EM တွေမက်ဂနီဆီယမ်ဆာလ်ဖိတ်ကိုခေါ်တဲ့စကားတွေပဇွန်ရေချိုအမှုန့်တွေမြေအောင်ဖို့အတွက်တာဝန်ယူရသေးတယ်ဆေးရွက်ကြီးမှုန့်တွေထရိုက်ကိုဒါမာတွေပိုသေးကြအောင်ဆိုတမာကြိတ်ဖက်တွေမြေအောင်ဖို့ပါပြီးအောင်ဆိုကျွန်တော်မှလောက်ရတယ်ပင်ပွားနှုံကိုအရန်ကောင်းအောင်ဆိုပြီးတော့ပသိယန်းလာတဲ့ငပိကိုမကွေးတိုက်နေသားဆိုတော့နှမ်းပတ်တို့ပဲပတ်တို့အရန်ပေါ်တယ်အဲ့ဓာတွေကိုမြေကိုတီးသေးလို့မြေပြက်သွားတဲ့အချိန်မှာတီကိုလည်းပြန်မွေးတဲ့နေစနစ်မြေအောင်ဖို့လည်းတာဝန်ယူရတယ်ပင်ပွားနှုံလည်းတာဝန်ယူရတယ်စပားထွက်လာရင်ကတ်တားပေါ်တင်ရင်အများကြီးတော့တာဝန်မယူစပားတွေမှာ15ကျပ်သား30သားပဲအဲ့လောက်ပဲအလေးချိန်စီးတယ်အကုန်လုံးအပြည့်အဝတာဝန်ယူရတဲ့ပစ္စည်းဖြစ်တဲ့အတွက်သုံးနေကြမိဟောင်းနေနဲ့ကိုပဲမလောက်လို့ကြော်ညာခြင်းကိုတော့သိခံပါဟုတ်ကဲ့ဆရာ